ဒီစိတ်သုံးမျိုးရှိနေရင်လူဖြစ်ကြိုးနမိတ်မျှဝေတဲ့စိတ်စာနာတဲ့စိတ်စင်ကြင်တဲ့စိတ်ဒီစိတ်သုံးမျိုးသာရှိရင်လူဖြစ်ကြိုးနှစ်ပါးပြီမျှဝေတဲ့စိတ်ဆိုတာဒါနာရေတစ်ခွက်ပဲဖြစ်ဖြစ်ထမင်းတစ်လုပ်ပဲဖြစ်ဖြစ်စေတနာတန်တန်နဲ့မျှဝေလိုက်ရင်ဒါနာပါပဲစာနာတဲ့စိတ်ဆိုတာသီလသူတစ်ပါးအသက်ကိုပဲဖြစ်ဖြစ်သူတစ်ပါးဥစ္စာကိုပဲဖြစ်ဖြစ်ညာတာစိတ်နဲ့စာနာလိုက်ရင်သီလပါပဲစင်ကြင်တဲ့စိတ်ဆိုတာဘာဝနာဖရာအကြောင်းပဲဖြစ်ဖြစ်တရားအကြောင်းပဲဖြစ်ဖြစ်ဘဝအကြောင်းပဲဖြစ်ဖြစ်စူးစိုက်ပြီးစင်ကြင်လိုက်ရင်ဘာဝနာပါပဲဒါကြောင့်လူဘဝရာတော့ရာခိုင်လေးမှာဒီစိတ်သုံးမျိုးနဲ့နေနိုင်အောင်ကြိုးစားအဲ့ဒါအကောင်းဆုံးပါပဲကျေးဇူးတော်ရှင်အင်းချင်းမြိုင်ဆရာတော်အရှင်ဒေဝိန္ဒာဘီဝင်သာဟောကြားတော်မူခဲ့သောတရားတော်ကိုကျမတို့ဓမ္မတင်လွှာအဖွဲ့သားများမှဓမ္မဒါနအနည်းဖြင့်ပြန်လည်ပြီးတော့မျှဝေလိုက်ပါတယ်ရှင်